တကယ်တမ်းကြတော့လေမြန်မာပြည်မှာမီးမလာရတဲ့အကြောင်းရင်းကကျွန်တော်ကြောက်ပါမီးရဖို့နော်ကျွန်တော်ကိုစိတ်ကောက်နေတာပါစိတ်ဆိုးနေတာပါဘာဖြစ်လို့ तू ကစိတ်ဆိုးလဲဆိုတော့ကျွန်တော်ကပါဝါပတ်နေဖို့နော်ပါဝါပတ်နေပဲကျွန်တော်ကတွေးလာအရန်လို့ပါအဲ့ဒါကြောင့် तू ကကျွန်တော်ကိုစိတ်ကောက်လို့ပေါ့နော်ဒီလေးလပိုင်းတိပေါ့နော် तू လာမချွတ်ရင်လည်းမီးမလာပေးဘူးတဲ့ကျွန်တော်လည်းတောင်းပန်ဖို့တော့ကြိုးစားနေပါတယ်ဒါမဲ့လည်းမိသားယုံကသူတွေဘလောက်လုံးပေါ့နော် तू ကမလာတော့ပါဘူးကျွန်တော်ပဲသူ့ကိုစိတ်မချွတ်ရင်လာမချွတ်ရင် तू ကမလာပေးဘူးတဲ့နင်တို့ကလည်းပြောပေးကြပါကျွန်တော်ကိုစိတ်မကောင်းနေတော့လို့အဲ့ဒါကျွန်တော်ကြောက်ပါလို့နော်ကျွန်တော်ကြောက်ပါအရန်တောင်းမှပါလေကျွန်တော်ကြောက်ဖြစ်တာပါမီးမလာရတဲ့အကြောင်းရင်းကအခုပါဝါဘက်နဲ့လည်းပြတ်ဖို့စူးစမ်းနေပါတယ်ဒါမဲ့လည်း तू ကအရန်ဖြစ်တာကြောက်အရန်တစ္ဆာရှိတာအရန်စားကောင်းတာကြောက်ကျွန်တော်မပြတ်ပေးနဲ့နေရပေါ့နော်ဒါမဲ့လည်းအခုကျွန်တော်ချိုးဖို့စဉ်းစားနေပါတယ်ရှင်တို့လည်းပြောပေးကြပါနော်